ကိုလိုချင်တဲ့လက်တစ်ချောင်းပဲယူမယ်ဒီလက်တွေအများကြီးကိုလက်ပေါ်တင်ထားရင်ရှုပ်တယ်ဒီမှာသတိနေတယ်ဟုတ်လားအဲ့လိုမျိုးဖြစ်တယ်အဲ့တော့မှအဲ့တဲ့လက်ကိုဖြော့လေးပဲထားခိုင်းမယ်ပြီးတော့ရင်သူ့ရဲ့လက်ကိုလိုချင်တဲ့လက်တန်းလာဒါမှမဟုတ်ဒီဟာဖြော့လိုက်ညီမလေးဖြော့လိုက်လက်ညိုးလာကိုလိုချင်တာပဲယူမယ်ရမလားလက်ကလေးလာကိုလိုချင်တာပဲတစ်ချောင်းပဲယူမယ်ကျန်တာတွေအကုန်လုံးဟထားမယ်ဟုတ်လားဒါတွေအကုန်လုံးဖြော့ထားအဲ့တော့အဲ့တဲ့ကဒီလိုလက်တွေတင်တာတွေဒီလိုလက်တွေတင်တာတွေဆိုဒီဟာတွေတပိတ်တတ်တယ်နော်အဲ့တော့မှတော့ဒီဟာကိုလက်တန်းကနေပြီးတော့ဒီလိုမျိုးစမယ်နော်စမယ်ဆိုလို့ရှိရင်မှတော့ဧည့်သည်လက်ကိုဒီလိုမျိုးလေးစောင်းလိုက်ဒီလိုကြီးမသွားနဲ့ကိုမြင်အောင်လို့လीနော်ကိုဘက်ကတူစောင်းလိုက်စောင်းပြီးတော့မှအလဲကနေစသွားမယ်အလဲကနေစသွားပြီးတော့မှတစ်ချက်နှစ်ချက်သုံးချက်အဲ့လိုစပြနေဟိုကနေမစိမ့်နဲ့အောင်သုံးပြီးသွားတဲ့အချိန်မှာအရက်ပြန်နဲ့ဖြန်းမယ်အရက်ပြန်ဘူးမှတော့ထားတာပဲအဲ့အရက်ပြန်နဲ့ဖြန်းပြီးသွားတဲ့အပြင်ကိုမှအဲ့လိုမျိုးတစ်ခါရေနဲ့တစ်ခါအမြုပ်နဲ့လုပ်တယ်ပြီးသွားရင်ပုတ်သက်မြည်နဲ့ထည့်လိုက်မြည်နဲ့ထည့်လိုက်တဲ့အချိန်မှာဧည့်သည်ကမတီးဘူးလေဟုတ်တယ်မလားဧည့်သည်မတီးကိုကတော့ထည့်လိုက်ပြီထည့်ပြီးတော့ကိုဧည့်သည်ကိုလုပ်ပြီးတဲ့ cleansing ပစ္စည်းကိုကွာတန်ရှင်းလုပ်တယ်တပတ်ဆိုလဲတပတ်တွေကိုလျှော်တယ်ဟုတ်တယ်မလားမန်လို့မျိုးလုံးထဲမှာမြင်ကြည့်လိုက်တပတ်ဆိုလဲတပတ်လျှော်တယ်သူတို့ပစ္စည်းတွေထားစရာရှိရထားတယ်လက်သေးလေးပလင်းတွေပြက်စီတယ်အဲ့ချိန်မှာပိုးသက်ဆက်တွေထည့်ထားတယ်နောက်ထပ်ဧည့်သည်ကထားပါတော့တန်သားလဲပါညာဆိုလို့ရှိရင်သူ့ရဲ့ပိုးသက်ဆက်တွေကနေပြီးတော့ထုတ်လိုက်တာတော့ဧည့်သည်မြင်မယ်တကယ်လို့မှဧည့်သည်မရှိတဲ့အချိန်ဆိုရင်ကိုကဒါကိုနိုင်ခွက်လောက်ပိုးသက်ပြီးသွားရင်ကိုကပြန်ထုတ်လိုက်ထုတ်ပြီးသွားရင်ကိုရဲ့ဒီချင်းဆိုချင်းထဲမှာပြန်ထည့်မယ်ချင်းထဲမှာထည့်ပြီးသွားရင်ဧည့်သည်ကိုသုံးမယ်ဆိုတခါပြန်ပြီးရက်ပြန်ဖြန်းမယ်ဒီပြင်းပြင်းထဲမှာတခြားပြန်တက်ပြီးရပြီးရက်ပြန်တဲ့တခါပြန်သုံးမယ်ရမလားနော်ဒါကတော့အရင်အရင်ကြည့်ရနော်ဒီကမသုံးပြီးသွားရင်အများလို့ဒီကအခုဓာတ်ရေးဆိုမလို့တက်ပြီးသားရယ်နော်ဒါတက်ပြီးသားရယ်အဲ့တော့မလို့ဒီကနဲ့သုံးမယ်ဖုံးပေါ့နော်အဲ့လိုမျိုးဒီလိုတပတ်တွေမှာဒီလိုသွားမတုံနဲ့ဂျယ်ကွန်းတစ်ခုကိုလက်မှာထားတာလက်မှာထားပြီးတော့ကိုလိုချင်တဲ့လက်ကိုကင်မယ်ဂျယ်ကွန်းကိုဒီမှာထားမယ်နော်ထားပြီးသွားရင်မလို့ဒီလိုသုံးမယ်သုံးပြီးသွားလို့ရှိရင်မလို့ဒီမှာရှိတဲ့ကျူတီကယ်လေးတွေနဲ့ဒီအမှုံအမွှားလေးတွေအကုန်လုံးဒီလိုကလော်ပြီးတော့တို့ယူလာပြီးတော့မှဒီမှာပြန်တုပ်ရမလားနော်ဒီလိုမျိုးတစ်ပတ်မှာလည်းမတုံရအောင်နော်ခြေထောက် cleansing လုပ်လို့ရှိရင်လည်းခြေထောက်ကြားထဲမှာရှိတဲ့အညစ်အကြေးလေးတွေကိုထုတ်လိုက်တယ်မလားထုတ်ပြီးတော့တစ်ပတ်မှာလုပ်လို့ရှိရင်ကြာရင်အဲ့တစ်ပတ်ကလေကလေးတွေတော့များဆိုင်ရကလေးတွေတော့များလျှော်လို့ရှိရင်စိန်လိုက်တာလေစိန်နဲ့ဒီလိုဖွတ်လိုက်တယ်ဒါပဲဒါပေမဲ့ဒီလိုအသေးလေးတွေကမှစားအဲ့လိုဟာဒီလို brand နဲ့တိုက်တဲ့လူကနည်းနည်းရှားတယ်အကုန်လုံးတေချာစပြနဲ့စိန်ပြီးရတယ်ချာလျှော်ဖွတ်ပြီးတော့လှမ်းတာအဲ့လိုဟာလေးတွေကကြာရင်သူကလေအဲ့လိုတစ်ပတ်တွေမှာကတ်တော့မလှလည်းမလှတစ်ပတ်တော့လည်းမကောင်းဒီညမှာတော့မြင်လည်းမလှဧည့်သည်မြင်တော့လေဟိုစီကံမရှိသလိုခံစားရတယ်เนาะအဲ့တော့မတော့ဒီလိုတစ်ပတ်မှာမသုံးဘူးဒီနေရာမှာပဲသုံးမယ်အဲ့ဒါကိုကြည့်မယ်เนาะညီမလေးတို့လိုက်လို့ရင်လည်းမတော့ဒါတွေလိုက်ဆက်မှာเนาะပြီးရင်မတော့ဒီလိုမကလော်ဘူးဒါပြောင်းမြန်ကြီးเนาะဒီမှာပြောင်းမြန်ကြီးဒီလိုကလော်မှာရလားမြင်ရလားထားမယ်ဒီဘက်ထားလို့ရှိရင်အသားထိမယ်ဟုတ်တယ်เนาะအသားလည်းထိမယ်ဒီမှာခြုံလားမခြုံလေမခြုံတော့ဒီလက်သေးထဲမှာရှိရဒီထဲမှာရှိရအညစ်အကြေးကိုကလော်ထုတ်လို့ရလားမရဘူးဒီမှာခြုံတာလေအဲ့တော့ခြုံတဲ့ဘက်နဲ့သွားမယ်ခြုံတဲ့ဘက်ကိုကိုယ့်ဘက်ထားမယ်ထောင်မယ်ဧည့်သည်လက်ကိုဒီလိုမဆိုင်ဘူးတို့ထောင်မယ်ထောင်ပြီးတော့မှမတော့ဘာလုပ်မလဲဒီနားလောက်ကနေတာလေးတို့ထိုးပြီးတော့မှဒီလိုလေးဝိုက်သွားမယ်မှကြည့်လိုက်တွေ့ရလားပြီးတော့ရင်တို့ကထိုးရင်လည်းလေသူ့ရဲ့လက်သေးပန်းကုန်းဒီမှာအရစ်ကလေးရှိရအဲ့အရစ်ထက်ကြော်မထိုးနဲ့ကြော်ထိုးလို့ရှိရင်ပိုးဝင်တတ်တယ်နော်ပိုးဝင်တာလက်သေးပန်းကုန်းဟာတာဖြစ်တယ်ဒီမှာကြည့်သူ့ရဲ့လက်သေးဆိုသူ့ရဲ့ original ရှိရှိလေးအဲ့တော့မှတော့ဒီမှာရှိတဲ့အမဲတွေမှာထုတ်မယ်ဟုတ်လားမြင်ရလားအမဲတွေတချို့အဲ့လက်သေးလေးတွေဆိုဘူးတုံလေးတွေတသေးလေးအဲ့လိုတသေးလေးဆိုဒီလို cleansing လုပ်ခြင်းအပြင်လက်သေးရဲ့ဒီပန်းကုန်းလေးတွေကကျယ်ပြီးတော့မှလက်သေးအိမ်လေးကရှိတ်လေးကလှလာအဲ့ဒါလေးကိုဧည့်သည်ကိုပြပေးရမယ်လက်သေးသေးတဲ့သူတွေက cleansing လုပ်တာပို့တော့မှသူတို့တက်ပို့ပြီးကောင်းတယ်လက်သေးအိမ်လေးတွေကတွေးကျယ်လာတယ်ရှည်လာတယ်